မင်္ဂလာပါကိုကချစ်ရဲ့နဲ့ဘာလို့သူနဲ့ဝေးရတာလဲသူကကိုကိုမချစ်တော့တာလားဘယ်လိုတွေကြောင့်လဲဒါလေးကိုကြည့်ပေးပါမယ်အဲ့တော့စိုင်းနှစ်တရာတကက်ကိုရွေးလိုက်ပါခင်အောင်ကြည့်ပေးပါမယ်နော်အဲ့တော့ဒီကက်ကိုရွေးထားတဲ့သူတွေအတွက်ကြည့်ပေးပါမယ်ဒီကက်ကိုရွေးထားတဲ့သူတွေကလေကိုယ့်ရဲ့အတွေးထဲမှာသူရှိတယ်လို့ပဲသူ့ရဲ့အတွေးထဲမှာလဲကိုကရှိနေသေးတယ်เนาะအဲ့တော့ဘာလို့ဝေးနေတာလဲဘာလို့အဆက်အသွယ်မလုပ်တာလဲကြည့်ပေးပါမယ်အတိတ်မှာတော့တယောက်နဲ့တယောက်ချဲလေခဲ့တာမျိုးတွေတယောက်နဲ့တယောက်မယုံသင်္ကာဖြစ်တာမျိုးတွေတယောက်နဲ့တယောက်ချုပ်ချယ်ခဲ့တာမျိုးတွေကိုလက်ခံမှုအတွက်ခဲရင်းနေကြလို့မာနတွေခွာမချနိုင်ကြလို့တယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေကြတာပါเนาะအဲ့တော့ဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့ကမိသားစုကြောင့်ဝေးကွာသွားတာမျိုးကိုကတော့၎င်းသူကတော့၎င်းကိုထက်စာရင်မိသားစုကိုပို့ပြီးဦးစားပေးခြင်းနဲ့စိတ်တွေနဲ့လောလောဆယ်မှာအဆက်အသွယ်ပြတ်နေတာမျိုးလေးကိုတွေ့ရတယ်ဒီကက်ကိုကြားတဲ့သူတွေဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့ကလေတိတ်မကြခင်အချိန်မှာသူနဲ့အဆက်အသွယ်လုပ်ဖို့သူ့ကိုပြန်ပြီးတော့အဆက်အသွယ်လုပ်လို့ရမယ်အခွင့်အရေးလေးတွေရောက်လာလိမ့်မယ်အဲ့ဒီအခွင့်အရေးလေးတွေကိုအမိအရစုပ်ကင်တတ်ဖို့လိုပါတယ်နော်နောက်ဒီကက်ကိုကြားတဲ့လူတွေအနေနဲ့ကအခွင့်အရေးရလို့သူနဲ့ပြန်ဆက်သွယ်ဖြစ်ခဲ့တယ်ဆိုရင်အချင်းချင်းထောက်ပံ့မှုပေါ့နော်အချင်းချင်းရိုင်းမဲကူညီတာမျိုးသူ့ဘဝရဲ့ကိုဝင်ဖို့အတွက်ကိုမကြိုက်လဲလိုက်ရောပေးတာမျိုးကိုဘဝရဲ့သူဝင်လာဖို့အတွက်သူမကြိုက်ရင်ကိုကအလျှော့ပေးတာမျိုးဒါမျိုးတွေလုပ်ပေးတတ်ဖို့လိုပါတယ်ဒီကက်ကိုရွေးထားတဲ့သူတွေကိုကြည့်ပေးပါမယ်ဒီကက်ကိုရွေးထားတဲ့သူတွေကကြတော့လေကိုယ့်ရဲ့မိဘဆွေမျိုးတော်၎င်းကိုယ့်ရဲ့ဒီကိုမလွန်ဆန်နိုင်တဲ့သူတယောက်ကဂျားကနေပြီးတော့သဘောမကျလို့အဆက်အသွယ်ဖြတ်လိုက်ပါအောင်လို့ပြောလို့အဆက်အသွယ်ပြတ်တောက်နေတာမျိုးဖြစ်ဖို့များပါတယ်တစ်ဖက်လူမှာသို့မဟုတ်ကိုယ့်စီမှာရှိတယ်ကိုယ့်ရဲ့ဒီစီနီယာလိုမျိုးခင်မင်ရတဲ့အကိုတွေအဖေတွေဦးလေးတွေသူတို့တွေကနေပြီးတော့ဒီလူနဲ့မတွဲနဲ့ဒီလူကတော့တိတ်အဆင်ပြေမှာမဟုတ်ဘူးဒီတယောက်နဲ့ရှေ့ဆက်မရှောင်းနဲ့အဆင်ပြေမှာမဟုတ်ဘူးလို့ပြောတဲ့စကားတွေပေါ်မူတည်ပြီးတော့လောလောဆယ်မှာအနေအေးနေတယ်အနေဝေးနေတယ်လို့မြင်ပါတယ်အဲ့တော့ဒီကက်ကိုကြားတဲ့သူတွေအနေနဲ့လည်းတိတ်မကြခင်အချိန်တွေမှာပြန်လဲဆက်သွယ်ဖို့အတွက်အခွင့်အရေးလေးတွေရလာမှာပါเนาะအခွင့်အရေးလေးတွေကိုအမိရစုပ်ကင်ပြီးတော့ကိုဆက်ချင်တယ်ဆိုလဲကိုကပြန်ဆက်ဖို့ကြိုးစားလိုက်ပါเนาะဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့ကဘာလို့ဆက်သွယ်ပြတ်သွားလဲဆိုရင်သူ့ဘက်ချမ်းမှာစိတ်ဆက်ထားတဲ့သူစိတ်ဆက်ကြောင်းလန့်ထားတဲ့သူသို့မဟုတ်မိဘတွေကသဘောတူကြည်ပြူထားတဲ့သူသို့မဟုတ်ကိုထက်တခြားရွေးချယ်ရမယ့်သူရှိနေလို့အဆက်အသွယ်ပြတ်နေတယ်လို့မြင်ပါတယ်เนาะအဲ့တော့ဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့တစ်ဖက်လူကကိုနဲ့ဝေးကွာသွားရဲဆိုတာကကိုနဲ့နေလို့ရှိရင်နှွေးထွေးတယ်ပျော်ရွှင်တယ်ဆိုတာတော့သိပင်မဲ့သူ့ဘက်မှာလည်းညှင်းဆန်လို့မရတဲ့အကြောင်းတရားတွေညှင်းဆန်လို့မဖြစ်တဲ့ကိစ္စတွေရှိရတော့ဝေးကွာနေတာပါเนาะပြန်လဲစုံစည်းဖို့ကတော့တိတ်မဖြစ်နိုင်ပါဘူးရှင်ဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့ကြည့်ပေးပါမယ်ဒီကက်ကိုရွေးထားတဲ့သူတွေကကြောက်လေနှစ်ဦးနှစ်ဖက်ကြားမှာအဆင့်တန်းကွာခြားခြင်းသို့မဟုတ်ပညာရေးနဲ့ပဲပတ်သက်တာပဲဖြစ်ဖြစ်လူမှုရေးနဲ့ပတ်သက်တာပဲဖြစ်ပတ်ဝန်းကျင်တိုင်းဝိုင်းနဲ့ဖြစ်ဖြစ်ငွေကြေးနဲ့ဖြစ်ဖြစ်အလုပ်ကိုင်းနဲ့ဖြစ်ဖြစ်အဆင့်တန်းတစ်ခုခုကွာခြားနေတဲ့အတွက်ကြောင့်မလို့ဝေးကွာနေတဲ့ဝေးကွာသွားတဲ့ပုံစံတွေရှိပါတယ်သုံးကတ်တာဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့ကလေဝေးကွာသွားတာကိုလက်ခံလိုက်ပြီးတော့အချစ်တစ်မကြခင်တွေ့မယ်ဆိုတာလေးကိုသတိရပေးဖို့လိုတယ်အချစ်တစ်ကိုအတွက်ပွင့်လန်းလာမယ်ပေါ့နော်နောက်ပြီးတော့အမှောင်တူထဲမှာခင်ဗျားတို့ကအလင်းထဲကနေအမှောင်ကြည့်ရင်ဘာမှမမြင်ရပါမယ်အမှောင်တူတွေကနေပြီးတော့အမှောင်တူထဲမှာနေလိုက်လို့ရှိရင်တဖြည်းဖြည်းအလင်းကိုမြင်လာရတယ်လို့ပဲဒီလူနဲ့ဝေးကွာသွားခြင်းဒီကိုယ့်အတွက်ကောင်းသောပြောင်းလဲခြင်းဆိုတာကိုတဖြည်းဖြည်းလက်ခံသိမြင်လာလိမ့်မယ်နော်နောက်တစ်ခုကကျတော့ကိုလည်းပြန်ပြီးတော့ဆန်းစစ်တက်လာလိမ့်မယ်ငါဘာလို့ဒီလူနဲ့အချိန်ကြီးဖြုံးခဲ့မိရလဲငါဘာလို့ဒီလူနဲ့မှအချိန်ကြီးကုန်ခဲ့မိရလဲဆိုပြီးကိုဆန်းစစ်တက်လာပြီးတော့ကိုနားလည်ပေးနိုင်မယ်ကိုနဲ့အဆင့်တန်းတူညီတဲ့အချစ်စစ်အချစ်မှန်အချစ်တစ်တစ်ခုကိုတွေ့လာလိမ့်မယ်နော်နောက်ဆုံးဒီကက်ကိုရွေးထားတဲ့သူတွေအတွက်ကြည့်ပေးပါမယ်ဒီကက်ကိုရွေးထားတဲ့သူတွေကကြတော့လေအရန်ကိုကြီးပွားတိုးတက်သွားလို့စိတ်တွေပြောင်းလဲသွားတာမျိုးပေါ့နော်ဆိုလိုတာကပုံမှန်နေတဲ့ lifestyle တစ်ခုကခက်ခဲကြမ်းတမ်းနေတာမျိုးစိတ်ဆင်းရဲနေတာမျိုးဖြစ်ဖြစ်အလုံးမရနေတာမျိုးဖြစ်လူပင်ပန်းတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်နေတဲ့အနေအထားကနေတော့ဝုန်းကနေဆိုပြီးတော့အဆင်ပြေသွားတယ်ဝုန်းကနေဆိုပြီးတော့ငွေကြေးတွေပြည့်စုံသွားတယ်အဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာလူတွေစိတ်ပြောင်းလဲသွားပြီးတော့တယောက်နဲ့တယောက်ခက်ဝေးနေတာမျိုးခက်တန်းတန်းနေတာမျိုးကိုယ့်ရဲ့အဆင်ပြေမှုကို sharing မလုပ်ချင်မနဲ့ခက်တန်းတန်းလုပ်သွားတာမျိုးအဲ့လိုမျိုးလေးမြင်ရပါတယ်နော်အဲ့တော့ဒီကက်ကိုရွေးထားတဲ့သူတွေအနေနဲ့ကဘဝမှာလေစိန်ခေါ်မှုတွေကအများကြီးဒီလိုပဲကိုယ်
အဆင်မပြေတဲ့အချိန်မှာတော့ကိုနားမှာကိုစီကနေအခုညီတောင်းပြီးအဆင်ပြေတဲ့ခါမှာကိုကိုဆွန့်ပစ်သွားတာမျိုးဒီလိုမျိုးစိန်ခေါ်မှုတွေဒီလိုမျိုးကြုံတွေ့ရမှာပဲဖြစ်တဲ့အတွက်ဒါကဘဝသင်ခန်းစာလိုပဲမှတ်ပြီးတော့ကိုနဲ့ဝေးသွားတဲ့အချိန်မှာကိုအများကြီးဒုက္ခမရောက်သွားဘူးလို့ပဲမှတ်ယူပြီးတော့ကံကောင်းတယ်လို့ပဲမှတ်ယူပြီးတော့ဒီဇလန်းလေးကိုတခန်းရလိုက်တင်ပါတယ်နော်နောက်ဒီကအဲ့ကကိုရွေးထားတဲ့သူတွေအနေနဲ့ကကိုယ့်ရဲ့ခွန်အားကိုပဲကိုယုံကြည်ပြီးတော့ရှေ့ဆက်သွားဖို့ပဲလိုအပ်ပါတယ်နော်အားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်နဲ့ဆန္ဒသားရကြပါစေနော်